ခလေးကိုဂယုမဆိုင်ပဲနဲ့စပိန်ဖြစ်နေတဲ့ပုံမှာမူတီနေလို့ကျွန်တော်ကဝင်ပြောပေးတာလာမပွားနဲ့ဆိုမပြောနဲ့ဖြစ်နေတဲ့လူကပူထူနေတာဘာမှမပြောနိုင်လို့ကျွန်တော်ကဘေးကဝင်ကူညီတာနော်အဲ့ဒါကိုခမည်းကားလေးကနေပစိန်သွားထုတ်ပြီးတော့ငါစစ်တပ်ကအရာရှိအောင်ဆိုတာဘာဆောက်ချိုးတာလဲမဆိုင်ဘူးလေခမည်းစစ်တပ်ကရာရှိဟောင်းဆိုစကားကိုဘာသာမပြောနဲ့ကားလေးကနေပစိန်ထုတ်ပြီးတော့ကြောက်ကိုခမည်းဘလို့ရှင်းမလဲဆိုခမည်းဘလို့ရှင်းချင်တော့လဲဟမ်ငါနဲ့ဘာမှမဆိုင်ငါဝင်ကူညီတာဟဲ့သိလားဒီကမှုပြီးရင်တော့ပတ်စံယူလိုက်မို့လားပတ်စံယူလိုက်ဒါပဲပြီးနေအောင်ဒါပဲပြီးအဲ့ဒါကိုလာပွားနေကွာဒီလိုထားလေအသက်ကြီးပြီးတော့စကားစီးနှက်ဖောင်တဲ့စကားပြောခမည်းပစိန်ထုတ်ပြီးကြောက်ကိုပြောကြဘာကြောင်းမှမရှိဘူးလာပြီးတော့အမလေးပစိန်နဲ့ तू ဆွဲထုတ်ကြောက်မယ်ထင်နေလားလှုပ်လိုက်လေလှုပ်လိုက်ငါလည်းဘာမှမကြောက်လို့ငါနင်တို့ဝင်ကြည့်ပြောတာနင်ပြီးတော့ခေါ်တဲ့ခေါ်ဘာမှဟိုနဲ့မဖြစ်နဲ့အေးစစ်စစ်ကွာကိုရှင်လာလိုက်သေးတော့အမလေးပစိန်အောင်ဆွဲထုတ်ပြီးတော့အမလေးကြောက်မယ်ထင်နေလှုပ်လိုက်လေပစိန်အောင်ဆွဲထုတ်ပြီးတော့အသက်ကြီးပြီးချိန်မစည်းတဲ့ဟာတွေမလေးကြောက်မယ်ထင်နေတယ်တတိရှိရင်ဆင်းလာလိုက်မကြောက်လို့စကားပြောတာခွေးပလောင်သားကြီးอ่ะ